လုံငန်းတဲ့ကွနဲ့နေကတော့ချုံအောင်ကြားရွာလေးတွေကမှာတချိန်မှာသူတို့စင်ဖြစ်လာမဲ့စာညာနေပါတယ်။စာညာအောင်ညတိုင်းသူတို့စင်ကျောင်းတွေကိုပဲဖတ်ပြလေးရှိပြီးအဲ့ဒီသွားတဲ့စာညာအိမ်မက်ထဲမှာကောင်မလေးတယောက်နဲ့တွေ့နေပြီ။ထိုကောင်မလေးရစာညာကိုအစွမ်းတစ်ခုကိုပေးလိုက်ပြီးခုချိန်ရစပြီးသူတို့စင်ရဲ့ဆောင်အောင်မင်းစီကိုလက်စိတ်ကမ်းလိုက်ပြီဆိုပြီးပြောနေပါတယ်။မနက်နိုးလာတော့စာညာမှာသူတို့စင်ရဲ့ဆောင်အားတွေရှိနေလို့ချားသူတွေကိုပြောရပါမယ်မယုံကြပါဘူး။အဲ့ဒါကြောင့်စာညာလည်းယုံသွားအောင်လက်တွေ့ပြလိုက်ပါတယ်။သူတို့စင်ဖြစ်သွားတဲ့စာညာကိုလူတိုင်းကလေးလေးဆဆဆက်ဆံနေပြီးစာညာကိုလည်းဖျားเจ้าကလူတွေကလာခေါ်နေကြပါတယ်။သူတို့ကဒီယာနာဖျားเจ้าဖြစ်ပြီးဒီယာနာကိုလာခေါ်တာဘာလို့ပြောပြီးသူတို့စင်ဒီယာနာကိုခေါ်သွားပါတယ်။ဒီယာနာပထမဆုံးတွေ့တဲ့သူကတော့သူတို့စင်ထောင်တအုပ်ဖြစ်တဲ့စကားလက်ဖြစ်နေပြီးစကားလက်ကပဲအရာအလုံးကိုတင်ပေးခဲ့ပါတယ်။ဒီယာနာစကားလက်ကိုသူတို့စင်စွမ်းမရှိရင်ဘယ်နေရာမှသုံးမရတဲ့တာမန်ရွာသူလေးတယောက်ပါလို့ပြောနေပြီးဝိုနေရဲ့ဒီယာနာကိုညှိတုပ်ပေးနေတက်ကြွနေရဲ့ဒီယာနာကိုညှိအားလုံးကပြုံးမလိမ့်မယ်လို့စကားလက်ကပြောပြနေပြီးဒါကဒီယာနာမှာပဲရှိတဲ့အရာဆိုပြီးပြောနေပါတယ်။လက်ရှိမှာဒီယာနာကိုဂျူလီယက်ကတွေးချင်လို့ဆိုပြီးစီခရူကိုခေါ်ခိုင်းလိုက်ပါတယ်။ဒီယာနာလည်းတတိမင်းရဲ့စကားလက်ဘေးမှာရှိနေတဲ့ဂျူလီယက်စီကိုရောက်လာပြီးအမှန်တော့ဒီယုံနဲ့ဒီယာနာတစ္ဆာဖောက်ပြီးတရင်နေ့ကိုပါလီမန်ဖျားเจ้าစီကိုပြောပြခဲ့ကြတာပါ။ဂျူလီယက်ကဘာလို့တစ္ဆာဖောက်ခဲ့ရလဲမင်းနေပြီးပြောပြမဲ့လုံနေကိုအလင်းတန်းတစ်ခုကပေါ်လာပြီးထိုးရမဟာเจ้าရှိနေတဲ့နေရာကနေလာတာဖြစ်ပါတယ်။မဟာเจ้าလည်းထေယာနာစီယာရောက်တစားစီခွဲသွားပြီးအပိုင်းစားတွေကညိုတဲ့ကိုပြန်နှံ့နေပါတယ်။သူတို့လည်းတစ်ပိန်နောက်ကနေနာနာခါစောင့်ကြည့်နေပြီးထေယာနာစီယာစီကိုလည်းမစ်ရှစ်လုပ်ပြီးပြန်လာတဲ့အာကွာနဲ့ဘာရုံကခါစားနေပြီးအဲ့ဒါတိုင်းကြီးရသူတွေကိုပူပေါင်းမိလို့ကျေးဇူးတင်တဲ့အကြောင်းကိုထေယာနာစီယာပြောနေပါတယ်။ထေယာနာစီယာတို့ကပါလီမန်နဲ့ဘန်ကာရှိနိုင်ငံကိုစစ်တီအောင်ကျန်နေပြီးနာနာခါရှိအောင်တတိထားမိနေတဲ့အာကွာကျွတ်ဆုံတက်ကောင်ရှိနေရလို့ပြောတော့ထေယာနာစီယာစိတ်ညူတဲ့ငွေတွေကိုလွတ်လိုက်ပြီးအဲ့ဒီငွေတွေကိုရှုံမိသွားတဲ့နာနာခါမိလဲသွားပါတယ်။မဟာကျောက်ကစစားစီပြက်စီးသွားတဲ့အကြောင်းမိစားတွေကလည်းစနိုးမင်းညိုးဘက်ကိုသွားနေပြီးမိစားတွေရောက်လာဖို့ကတနားရီတော့မလိုတော့အကြောင်းဂျူလီယက်ကဟိုလီအော်ဒါတွေကိုဆစ်လွတ်လိုက်ပါတယ်။တစ်ဖက်မှလည်းပါလစ္စတန်အန်ဒါလာတိုင်းကြီးကစစ်ကြညံလိုက်လို့မင်းသားလည်းညိုးတော့ပြင်ရတော့မှဖြစ်ဒါပေမဲ့သတိမင်းရဲ့စကားလက်ကိုစိတ်မချဖြစ်နေပါတယ်။အချင်းလေးကိုဘာမှမသိတဲ့ဒီယာနာအားလုံးမမနာကိုတတိထားမိပြီးမနာလိုစိတ်ကြောင့်လုံးမိရဲ့မားရဲ့အတွက်ဒီယာနာနောင်နာရပြီးငိုနေပါတယ်။ငိုနေတဲ့ဒီယာနာစီကိုဒီယောကရောက်လာပြီးတစ္ဆာဖောက်မလုပ်တော့ဘူးလို့ပြောနေတဲ့ဒီယာနာကိုဘာလို့ဒီယာနာဖျားเจ้าကိုတစ္ဆာဖောက်ပါလီမန်ဂိုင်းထဲကိုဝင်ခဲ့တဲ့ဆိုတာမေးသွားပြီလားဆိုပြီးမေးပါတယ်။အရင်ကဒီယာနာမှာသူတို့စင်ရဲ့စွမ်းအားတွေကကြောက်နေခဲ့ပြီးအားလုံးကလည်းနောက်ထပ်သူတို့စင်တယောက်ထပ်ပေါ်လာဖို့ပဲပြောနေကြတာကြောင့်ဒီယာနာစိတ်တူနေပါတယ်။စိတ်တို့နေတဲ့ဒီယာနာကိုဟိုလီအော်ဒါတွေကတေးရောက်နေတဲ့ဒီယောကသူတို့စင်ရဲ့ကောင်းကြီးကိုပါလီမန်နဲ့ဖျားရဲ့ဆွမ်းနဲ့ဆိုရင်ပြင်ရနိုင်တယ်ဆိုပြီးပြောလိုက်ပါတယ်။သူကပါလီမန်ဖျားเจ้าရဲ့တရှို့ဖြစ်ပြီးဒီယာတာရှိမဲ့ဆိုရင်ဆုံးရှုံးသွားတဲ့ကောင်းကြီးကိုကိုယ်တိုင်ညံယူနိုင်မှလို့ပြောပါတယ်။သူတို့စင်ရဲ့ကောင်းကြီးကိုဆုံးရှုံးရမယ်ဆိုရင်ပါလစ္စတန်ကမကောင်းဆိုးဝါးတွေရဲ့တိုက်ခိုက်တော်ကိုခံရတော့မှဖြစ်လို့ဒီယာနာကဒုရဖြစ်နေပါတယ်။ဒီယာနာလောအားမှာဖျားเจ้าရဲ့အတွင်းကိုတစ်နှစ်စာပြောင်းပြန်အောင်မဲ့ဖြစ်ပြီးသူ့မှာကောင်းကြီးမရှိရင်ဘာမှသုံးများတဲ့လူလိုခံယူထားတဲ့ဒီယာနာဒီကိုပြောတာကိုလက်ခံလိုက်ပါတယ်။လက်ရှိချိန်မှာတော့တရင်မပင်းရဲ့အရင်ကစူးစမ်းခဲ့ရတဲ့အကုန်ရွေးစုံညှိုးသွားမယ်လို့ပြောနေပေမဲ့ဒီယာနာကတော့စကားလက်လိုမျိုးတိုက်ခိုက်ဖို့ပဲရွေးချယ်လိုက်ပါတယ်။ဒီယောကစကားလက်ကိုတိုက်ခိုက်ဖို့လုပ်နေလို့ဒီယာနာလည်းတားနေပြီဒါပေမဲ့အင်အားများလို့သူကဒီယာနာကိုတော့ဘာမှထိခိုက်အောင်မလုပ်နိုင်ပါဘူး။အဲ့ဒီချိန်မှာပဲတတိမင်းရဲ့စကားလက်ကနိုးလာပြီအစွမ်းအောင်တော်မီဒီယိုတမိုင်လုံးလွှင့်သွားအောင်ထိုးပြလိုက်ပါတယ်သူတို့တွေဝင်းညုခရီးသွားမှာတင်းနနာဘောင်းဆောင်ဖြစ်နေရကြောင်းဒီကိစ္စကပါလီမန်ဖျားเจ้าနဲ့ပတ်သက်နေမယ်လို့ထင်နေပါတယ်အဲ့ဒီချိန်ရှီးရနေနဂါးတက်ကောင်ကိုတွေ့လို့မင်းသားလက်အလံဖြူပြပြီးအညံ့ခံဖို့စဉ်းစားနေပါတယ်နဂါးလည်းအောက်ကိုဆင်းလာပြီးနဂါးဘဝလူကမင်းသားကိုစားတော်ဆောင်ပေးလိုက်ပြီးစားပက်ကြည့်ပြီးမင်းသားလည်းအံ့ဩသွားပါတယ်တေတော်ထဲမှာကျိုးတုပ်ပြီးထွန်းထားတဲ့ DOC ကိုစကားလက်ကရောက်လာပြီးသူ့ကိုမေးစရာရှိလို့နှစ်ယောက်ထက်လွှတ်ထားပေးဖို့ပြောပါတယ်ဒီယူကလက်ကဓာတ်ကိုတုံပြီးထွက်ပြေးဖို့လုပ်ပေမဲ့စကားလက်ပြန်ဖမ်းတာကိုပဲခံလိုက်ရပါတယ်။ဘာသိချင်တာလဲပါလီမန်ကျောင်းသားမင်းရဲ့ဒီကိုမင်းရဲ့စရင်လို့စကားလက်ကပြောလိုက်ပါတယ်။ပွဲတော်တုန်းကပြုတ်ကျနေတဲ့ဒီယာနာစီကိုသူများတိုက်ရင်သွားနေတာကိုတွေ့ရလို့ပြောကြပြီးဒီကိုလည်းသူကစညနဲ့အဖေတူအမွေကွယ်အညိုးထော်တဲ့အကြောင်းကိုပြောလိုက်ပါတယ်။အရင်ကသူတို့ကိုတင်သွားတဲ့အဖေဖြစ်သူကိုတွေ့လို့သွားပြီးထိုးဖို့လုပ်ပေမဲ့အပြေကင်းစိတ်နဲ့စညရဲ့ပြုံးကိုမြင်ပြီးသူညမလေးကချက်စရာကောင်းသားပဲဆိုပြီးတွေးမိသွားတဲ့အကြောင်းကိုပြောနေပါတယ်။အားကြောင့်ဘလို့နီးကို303စာညာရဲ့ကျုံးတွေကိုပြန်လို့ချင်းတယ်လို့ပြောနေပြီးပါလီမန်ဂိုင်းထဲကိုဝင်ခဲ့တယ်ကောင်းကြီးမရလို့မှိုင်နေသူညမကိုမငြင်းနေတာကြောင့်ဆိုပြီးပြောပါတယ်သူကအခုပါလီမန်ဂိုင်းကနေထွက်လိုက်ပါပြီလို့ပြောနေပြီးအတွင်းသတင်းကိုပေးပြီးတက်တည်ပြပဲမယ်စကားလက်ကတော့မယုံပါဘူးအများကြီးလဲစားခဲ့တဲ့ဒီကိုစကားလက်ကစာတာဆောင်နဲ့တော့မယုံနိုင်ဘူးပြောနေပြီးနှလုံးသားရဲ့ခန်းစားချက်တွေကိုကိုယ်တိုင်ထိုးပြောမှသာယုံပေးမယ်လို့ဆိုပါတယ်စာညာမင်းတက်ထားတဲ့အများကြီးပိုတန်မာတဲ့သူပါလို့ပြောနေဒီပိုင်းလေးကဒီနေရာမှာပြေးဆုံးသွားပါတယ်ဒါကတော့ Mian F1 159ရဲ့ episode 9ဖြစ်ပြီးနောက်ပိုင်းကိုအသေးတက်မှပဲဆက်တင်ပေးမှဖြစ်လို့ like subscribe နဲ့ comment နဲ့ကြောင်းတော်လေးရေးခဲ့ကြပါဦး